ခါတော်ဘာမြတ်စွာဘုရားတဝိထိမြို့တဲကိုစွန့်ကန်ကြွတယ်အဲ့ဒီတော့ကမြတ်စွာဘုရားကဇေတဝန်ကျောင်းတော်မှာသတင်းသုံးတယ်အဲ့ဒါဇေတဝန်ကျောင်းတော်နဲ့တဝိထိမြို့ရဲ့ကြားထဲမှာရေကန်တကန်ရှိတယ်အဲ့ဒီရေကန်ဘေးကနေဖြတ်လျှောက်ပြီးတော့မြို့တဲကိုစွန့်ကန်ကြွရတာအဲ့ဒါကလေးတတိုက်ကအဲ့ဒီရေကန်နဲ့ဆင်းပြီးတော့ငါးဖမ်းနေကြတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားမြင်တော်မူတဲ့အခါကလေးတွေပဲဆိုပြီးတော့လစ်လျူမရှုနိုင်ဘူးအဲ့ဒီကလေးတွေအကုန်လုံးကိုမြတ်စွာဘုရားအနာကိုခေါ်ပြီးတော့မြတ်စွာဘုရားကဗာမေးရှိတော့ဗာမေးတော့ဆိုတော့ကလေးတို့မင်းတို့ဆင်းရဲဒုက္ခကိုကြောက်သလားမလားပါဗျာတပည့်တော်တို့ဆင်းရဲဒုက္ခကိုကြောက်ပါတယ်ဗျာမင်းတို့ဆင်းရဲဒုက္ခကိုကြိုက်သလားနှစ်သက်သလားထပ်မေးတယ်ဆင်းရဲဒုက္ခကိုတပည့်တော်တို့မနှစ်သက်ပါဘူးဗျာဉာဏ်ရှိတဲ့လူတိုင်းဒီလိုပဲဖြေရမှာပဲလေဆင်းရဲဆိုရင်ကြောက်ရမှာပဲလေကြောက်အပ်တဲ့အရာပေါ့နော်ဆင်းရဲကိုဘယ်သူမှမကြိုက်အဲ့လိုမျိုးဆင်းရဲကိုကြောက်ပါတယ်ဗျာဆင်းရဲကိုမကြိုက်ပါဘူးလို့ရှောက်တော်မြတ်စွာဘုရားကဥဒန်းကျူးတယ်တဲ့ကလေးတွေဆိုတော့ပြောလေပဲနားလေနိုင်မဲ့အရွယ်မဟုတ်သေးတဲ့အတွက်ကြောင့်တနည်းအားဖြင့်နားလေနိုင်တဲ့အခြေခံပါမလာတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ဒါကြောင့်သူတို့ကိုရည်ရွယ်ပြီးတော့တရားဟောတာမဟုတ်ဘူးဥဒန်းကျူးတာဥဒန်းဆိုတာကကိုယ့်ရဲ့စိတ်ထဲမှာကိုပြောချင်နေတာတွေနော်တခါကြီးတို့ခဏတိတ်တိတ်ကိုပြောချင်နေတာတွေကိုဘလို့မှနော်စိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေအလိုလိုရှံကြလာတဲ့စကားမျိုးကိုဥဒန်းလို့ခေါ်တာအဲ့ဒါမြတ်စွာဘုရားကျွေးတော်မူတဲ့ဥဒန်းကဒါလေးသစေဘာယထဒုက္ခတသစေဟောဒုက္ခမပ္ပိယံမာကထပပကံကမ္မအာဝိဝါယတိဝါရဟောတရားဓမ္မတို့ဘုန်းကြီးတို့နားလည်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်မှအခြေခံကြမှတ်သားထားစရာကောင်းတဲ့ဒေသနာတစ်ပုဒ်နော်သစေဘာယထဒုက္ခတတကယ်လို့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင်သစေဟောဒုက္ခမပ္ပိယံတကယ်လို့ဆင်းရဲဒုက္ခကိုမကြိုက်ဘူးဆိုရင်နော်ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမကြိုက်ဘူးဆိုရင်တဲ့မာကထပပကံကမ္မအာဝိဝါယတိဝါရဟောမာကထပပကံကမ္မမကောင်းတာကိုမလုံနဲ့မပြောနဲ့မတွေးနဲ့တဲ့အဲ့လိုမကောင်းတာကိုမလုံနဲ့မပြောနဲ့မတွေးနဲ့လို့ပြောတဲ့စကားရဲ့ရှေ့မှာဝိသေသနာစကားလေးကူထားသေးတယ်အဲ့ဒါကဘာလို့ဆိုတော့အာဝိဝါယတိဝါရဟောလူကွယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်ဟောဒီစကားလေးကလည်းပဲဘုန်းကြီးတို့ရဲ့ဥထုဇဉ်တွေရဲ့စိတ်ကိုမြတ်စွာဘုရားကနားလည်နေလို့ဒါလေးကိုထည့်ပေးတာ